မြန်မာနိုင်ငံတွင်ပထမဆုံးထုတ်ဝေခဲ့သောသတင်းစာမှာ Manu Main Chronicle သတင်းစာဖြစ်ပြီးမင်းသားတိုင်းပြည်ကြီး Mr. E. Vladimir ဆိုသူက1836ခုနှစ်မတ်လ3ရက်နေ့တွင်မော်လမြိုင်မြို့မှာအင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ရန်ကုန်မြို့တွင်အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့သောပထမဆုံးသတင်းစာမှာမြမတန်တော်စင်ဖြစ်ပြီး1869ခုနှစ်တွင်စတင်ထုတ်ဝေခဲ့သည်။မြမဘာသာဖြင့်ပထမဆုံးထုတ်ဝေခဲ့သောသတင်းစာမှာဓမ္မသတင်းစာဖြစ်ပြီး1843ခုနှစ်ဇန်နဝါရီလတွင်စတင်ထုတ်ဝေခဲ့သည်။မြမပထမဆုံးနေ့စဉ်သတင်းစာမှာရန်ကုန် Cases ဖြစ်ပြီး1862ခုနှစ်တွင်စတင်ထုတ်ဝေခဲ့သည်။နှစ်ချက်လည်းကတော့တပတ်အကျိန်ထုတ်ဝေခဲ့ရာ1883ခုနှစ်မှာစ၍နေ့စဉ်ထုတ်ဝေခဲ့သည်။